သမီးငယ်လေးရောရမယ်တိတ်တတောင်းဖေးရအောင်စီစဉ်ပေးမယ်ကွာဘာလို့ညောနေတာတော့အေးရဲ့တိုင်းနဲ့သမီးငယ်လေးလာမလဲတာကြာပြီလေမေရဟောရှင်သူတို့လည်းလုံးမအားလို့နေမှာပေါ့လုံးမအားတာတော့ဖေးနားလဲပါတယ်မေရဒါပေမဲ့သူတို့မလာတာတော်တော်ကြာပြီလေမေရဖေးလွမ်းတာပေါ့ဟုတ်ပါရဲ့သူတို့လည်းလုပ်တွေအားတဲ့ခါကျလို့ရှိရင်ဖိနဲ့မေယူလာနေမှာပေါ့စစ်စစ်ဖြောက်ဖြောက်တတနေတာနေစမ်းမှာကိုကိုကြည့်တော့လေအသက်ကကြီးနေတော့တာမဟုတ်ဘူးအသက်ရွယ်ရလာပြီလေဒေးတာကွေးကားလားဟုတ်တယ်ရှင်တောက်နေကြကွေးကားတောက်အားရှိအောင်လို့နော်အေးရှင်အသက်တွေကြီးပဲမယ်မေးရဲ့အချစ်တွေမပြောင်းလဲသွားရတော့ဖေးကျေးဇူးတင်ပါတယ်မေးလေကလေးဆန်နေပြီတောက်ဆရာရှိရတောက်စိတ်ထောက်ရတတ်တာနဲ့နေကြတာညီမဟေးသမီးငယ်လေးဖေးလို့စီလာလေတယ်ဖေးပြီးတော့တော့ရောက်ပြီဖေးဘာဖြစ်လို့လဲသမီးငယ်လေးပြီးတော့ချမ်းပေါ်သားလုံးညာဖေးသိပါတယ်အဲ့လေပြီးတော့လိန်ခံရတယ်တိတ်တောင်းတော့ရောရမှာမေရဲ့တိတ်တောင်းဟုတ်တယ်ဖေကြီးပြီးတော့ကိုကြီးပေါင်းဖေးရဲ့အဲ့လိုကြီးဖြစ်သွားမယ်တောက်ရင်မထင်တော့ဘူးလေသမီးငယ်လေးမေးတိတ်တောင်းနဲ့ကျမကြားတယ်သမီးတို့ကဘယ်တော့လောက်ရောရမှာလဲသမီးနောက်ကမှပြီးရင်သမီးတို့တစ်ခါရောက်ပြီးဖေးရဲ့ဖေးဘယ်လိုကြမလို့ကျမရင်းနေလေးလိုက်တာမေးရဲ့ဒါမင်းနဲ့ဖေးရဲ့သမီးငယ်လေးမဟုတ်လားဖေးတို့မှမကူဘူးသူ့ကိုဘယ်သူကူညီမှာလဲမေးရဲ့သမီးငယ်လေးအေးတော့လိုက်တော့နော်ငိုနေကြလားသမီးငယ်လေးရောရမယ်တိတ်တတောင်းဖေးရအောင်စီစဉ်ပေးမယ်ကွာငါသမီးလေးမျက်နှာမငယ်စရာဟုတ်ကြလားဒီတို့တမရဖေးရဲ့ကဲတမလေးသမီးလေးကိုအိမ်တိတ်ချခေါ်သွားတော့နော်ဟုတ်ပြီစိတ်ချချနေနော်ဖေးတို့ပြန်တော့မယ်နော်ဖေးအဲ့မှာဘာလို့ပြန်တော့မနော်ဖေးဒီလားကုန်တာနဲ့ပတ်စံတိတ်တောင်းရအောင်ပို့ပေးလိုက်ဟာဒီငယ်လေးယူဆိုင်ပြန်မြို့ပြန်တော့မယ်နော်ဖေးနဲ့မေးအေးယူဆိုင်ပြန်ကြအောင်ဟုတ်ပြီလေသမီးငယ်လေးမကြလာလဲနော်ဗီဒီယိုစီဟုတ်ပြီယူဆိုင်ကနော်ဟုတ်ဗီဒီယိုစုဆောင်ထားတယ်မိခင်တက်တာတွေမှာရွှေချောင်းကြီးရှိသေးတယ်လေအဲ့ရွှေချောင်းကြီးလည်းဆိုသမီးငယ်လေးလိုပဲတိတ်တောင်ပြည့်ရောမေးရာဟမ်ရွှေချောင်းကိုရောင်းမယ်ဟုတ်လားဖေးရဲ့ကျမတို့ကအသက်အရွယ်ရလာပြီလေတေခါကြီးတွေဖြစ်နေပြီကျမတို့ရဲ့အိုဇာမေးကြတယ်ဘယ်လိုလုပ်ရမှာလို့ရှင်တေချာစဉ်းစားပါဦးဖေးရဲ့မေးရာအားမစိတ်မပူနဲ့နော်ဟာဒီပါဖေးတတမမိုင်းရှိပါလေမေးရာနော်ဖေးရေဖေးတိုင်းတာပဲမေးရုပ်ကိုပြင်ထားမှာ